မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြောပြမယ်အကြောင်းအရာကတော့အုံနောက်ကရှော့ကတ်ယူပြီးဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်မိကွန်းတစ်ခုနဲ့ပဲစချင်ပါတယ်သင်ဒီနေ့မနက်ကစလို့ခုဒီအတန်ကိုနားထောင်နေတဲ့အချိန်အထိဆုံးဖြတ်ချက်တွေချခဲ့သမျှတွေးခဲ့သမျှအတွေးတွေထဲမှာငါကတော့အမှန်ဆုံးပဲလို့ရာနှုန်းပြည့်ရဲရဲကြီးယုံကြည်ထားတဲ့အရာဘယ်နှခုရှိပါသလဲကျွန်တော်တို့အားလုံးဟာကိုယ်အတွေးကိုအမှန်တရားလို့ထင်တတ်ကြတာတဘာဝပါဒါပေမဲ့စိတ်ပညာရှင်တွေကတော့တင့်အုံနောက်ဟာတင့်ကိုအမြဲတမ်းဖြတ်လန်းတွေနဲ့လှည့်စားနေတတ်တယ်လို့ဆိုပါတယ်ဒါကို cognitive bias လို့ခေါ်ပါတယ်ကျွန်တော်တင့်ကိုဒါကပါဟိုဒါကပါလို့လာပြီးဖြေပေးမှာမဟုတ်ပါဘူးဒါပေမဲ့တင့်ရဲ့အမြင်တွေပေါ်ပြန်ပြီးမေးခွန်းထုတ်တတ်လာအောင်စိန်ခေါ်သွားဖို့ပဲဖြစ်ပါတယ်ကျွန်တော်တို့လောက်ခွင့်မှာပဲဖြစ်ဖြစ်လူမှုဆက်ဆံရေးမှာပဲဖြစ်ဖြစ်လူတစ်ယောက်အကြောင်းသို့မဟုတ်ကိစ္စတစ်ခုခုအကြောင်းကိုဒါကတော့တေချာပေါက်ဒီလိုပဲဖြစ်ရမယ်လို့ချက်ချင်းကောက်ချက်ချလိုက်တာမျိုးရှိဘူးပါသလားဒါတွေကိုဒါကျွန်တော်တို့တတိမထားမိပဲကိုပြန်မမေးပဲနေရင်ကျွန်တော်တို့ဟာကိုယ့်ရဲ့အတွေးမြင်တွေကိုပဲကမ္ဘာအမှန်တရားကြီးလို့ထင်နေမိပါလိမ့်မယ်ဒီနေရာမှာတင့်ကိုယ်တင်ပြန်မေးကြည့်ဖို့မေးခွန်းတစ်ခုရှိလာပါတယ်သင်မှန်တရားကိုလိုချင်တာလားဒါမှမဟုတ်သင်မှန်တယ်ဆိုတဲ့ခံစားချက်ကိုပဲလိုချင်တာလားကျွန်တော်တို့အုံနောက်ကသိစမ်းကြပါတယ်သူကအလို့ရှုံမခံကြပါဘူးချက်လက်အစ်တွေကိုထိုင်စင်းစားရမှာပင်ပန်းလို့ငါအရင်ကတတိထားတဲ့အတိုင်းပဲဖြစ်မှာပါဆိုပြီးလွယ်လန်းလိုက်တာမျိုးပါဥပမာသင်မနှစ်သက်တဲ့လူတစ်ယောက်ကိုကိစ္စတစ်ခုခုလုပ်လိုက်တဲ့အခါသူကတော့ဒီလိုစိတ်ဓာတ်မှုလို့ဒီလိုလုပ်တာလို့သင်စိတ်ထဲမှာချက်ချင်းဆုံးဖြတ်လိုက်မိသလားအဲ့ဒီအချိန်မှာသင်အုံနောက်ကသင်ကိုဖြတ်လန်းနည်းနဲ့ဖြေပေးလိုက်တာလားဒါမှမဟုတ်တကယ်ချက်လက်အစစ်မှန်ကိုရှာဖွေပြီးမှဆုံးဖြတ်တာလားဒါကိုသင်ကိုသင်ဘယ်နှကြိမ်ပြန်မေးဖို့ပါတယ်လဲဒါပေမဲ့လောကမှာ judgment လို့ခေါ်တဲ့ဝေဖန်ပိုင်းခြားနိုင်စွမ်းလွန်ကောင်းတယ်လို့တိမှတ်ပြုခံရတဲ့တွေးခေါ်ရှင်တွေခေါင်းဆောင်ကောင်းတွေရဲ့ပုံစံကတော့လုံးဝမတူပါဘူးသူတို့ရဲ့အုံနောက်ကလည်းလူသားမှုလို့ရှော့ကတ်ယူတာပါပဲဒါပေမဲ့သူတို့မှာထူးခြားတဲ့လေ့ကျင့်တစ်ခုရှိနေပါတယ်အဲ့ဒါကတော့ကိုယ့်ရဲ့တွေးခေါ်ပုံကိုကိုယ်တိုင်ပြန်လဲစောင့်ကြည့်ပြီးမေးခွန်းထုတ်တဲ့အလေ့ကျင့်ပါလူအများစုကကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုသူတစ်ပါးကလာပြီးဝေဖန်ရင်မေးခွန်းထုတ်ရင်စိတ်ဆိုးတတ်ကြပါတယ်မင်းကဘာမို့လို့ငါ့ကိုလာမေးခွန်းထုတ်ရတာလဲဆိုပြီး
အတ္တပြတတ်ကြပါတယ်ဒါပေမဲ့ပိုကောင်းတဲ့တွေးခေါ်ရှင်တွေကတော့ခြားလူကလာမေးခွန်းမထုတ်ခင်ကိုအရင်ဆုံးမေးခွန်းထုတ်ပြလိုက်ကြပါတယ်သူတို့ဟာကိုယ့်အတွေ့ရဲ့နောက်ွယ်ကဘက်လိုက်မှုတွေကိုအမြဲတမ်းစူးစမ်းနေတတ်ကြသူတွေပါဒီနေရာမှာပိုအရေးကြီးတာကတင်ကိုယ်တိုင်ကိုဆုံးဖြတ်ချက်ကိုပြန်ပြီးမေးခွန်းထုတ်ရတဲ့တတိရှိရဲ့လားလောကမှာ judgment ကောင်းတဲ့လူတွေနဲ့မကောင်းတဲ့လူတွေကိုအဓိကခွဲခြားထားပေးတဲ့အရာက IQ မြင့်တာမမြင့်တာမဟုတ်ပါဘူးကိုမေးခွန်းပြန်မေးတတ်တဲ့လေ့ကျင့်ရှိခြင်းမရှိခြင်းပဲဖြစ်ပါတယ်သူတို့ကတခုခုဒီမပြုခင်ဇုတ်မဆုံးဖြတ်ခင်ကိုအမြဲတမ်းဒီမေးခွန်းကြီးနှစ်ခွန်းမေးလိရှိပါတယ်ပထမဆုံးမေးခွန်းကငါအခုမားနေနိုင်သလားဟုတ်ပါတယ်မေးခွန်းကရိုးရှင်းလွန်းပါတယ်ဒါပေမဲ့မေးဖို့အလွန်ခက်ခဲပါတယ်ကိုချလိုက်တဲ့ဆုံးဖြတ်ချက်ကိုတွေးလိုက်တဲ့အတွေးအပေါ်ငါမှားနေနိုင်သလားလို့မေးလိုက်တဲ့စက္ကန့်မှာတင်းရဲ့အတ္တတွေပြုတ်ကျပြီးချက်လက်အသစ်တွေကိုမြင်ဖို့မျက်စိပွင့်သွားတတ်ပါတယ်ဒုတိယမေးခွန်းကတော့ငါအုံနောက်ကရှော့ကတ်ယူနေတာလားငါအခုမြင်နေရတဲ့ချက်လက်တွေကတကယ်အမှန်တရားလားဒါမှမဟုတ်ငါမြင်ချင်တာကိုပဲရွေးပြီးမြင်နေတာလားငါရဲ့အရင်ကအစွဲတွေငါရဲ့အကြောက်တရားတွေကငါ့ကိုလွယ်ကူကောက်ချက်ချခိုင်းလိုက်တာလားလို့ကိုပြန်ပြီးစစ်ဆေးတာဖြစ်ပါတယ်ဒီမေခွန်းတစ်ခုကိုမေးတတ်တဲ့အခါကျွန်တော်တို့ဟာကိုယ့်အတွေ့ရဲ့ကျင်းသားဘဝကနေလွတ်မြောက်သွားနိုင်ပါတယ်ဟုတ်ကဲ့ဒီနေ့ podcast ရဲ့အဆုံးသတ်မှာကျွန်တော်အသင်ကိုညီတိလမ်းညွှန်ချက်တော့မဟုတ်ဖြေမှပေးသွားမှာမဟုတ်ပါဘူးဒါပေမဲ့သင်ရဲ့နေ့စဉ်ဘဝတွေကိုယူဆောင်သွားဖို့မေးခွန်းတချို့ကိုတော့ခြံထားခဲ့ခြင်းပါတယ်ဒီနေ့ကစပြီးသင်အလုပ်ခွင်မှာဆုံးဖြတ်ချက်ကြီးတစ်ခုချကာနေတိုင်းတော့မဟုတ်လူတစ်ယောက်ပုံမြင်တစ်ခုရှိလာတိုင်းတော့မဟုတ်ပြဿနာတစ်ခုကိုဖြေရှင်းဖို့ကြိုးစားတိုင်းစက္ကန့်ပိုင်းလောက်ချိန်ပေးပြီးကိုမိကွန်းလေးတွေပြန်မေးကြည့်ပေးပါငါအခုတွေးနေတာတွေဟာတေချာပေါက်မှန်ကောမှန်ရဲ့လားငါအုံနောက်ကလွယ်တကူရှော့ကတ်ယူပြီးဆုံးဖြတ်လိုက်တာလားငါကောတကယ်ပဲမှားနေနိုင်သလားဒီမေကွန်းတွေကတင့်ကိုချက်ချင်းဖြေပေးမှာမဟုတ်ပေမဲ့တင့်ကိုပုံမူကောင်းမွန်တဲ့ပုံမူနည်းနည်းတဲ့တွေးခေါ်ရှင်တယောက်ဖြစ်လာအောင်လမ်းပြပေးပါလိမ့်မယ်ကိုယ်အတွေးကိုပြန်ပြီးမေကွန်းထုတ်နိုင်ကြပါစေနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာကျွန်တော်ကတော့ပြီးအောင်မှာ Thinking Lab မှာ
တင်ဆက်ခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်